လူတွေကကိုယ်စိတ်ကိုပြောကြငါစိတ်နော်ဒီလိုတွေ့တာမှုတွေအားကြီးပြီးတော့စိတ်လေးကအိုသွားတာလည်းမရှိဘူးနော်စိတ်လေးမှာရုပ်တရမရှိသည့်အတွက်ကြောင့်ခေါင်းဖြူတာလည်းမတွေ့ရသွားကျိုးတာလည်းမရှိဘူးဒါကြောင့်လို့စိတ်ကလေးပေါ်မှာမငြင်းငွေ့ကြဘူးသို့တော့ဒီနှစ်ခုကိုရှင်ကြည့်လိုက်ရုပ်ခန္ဓာကိုယ်နဲ့စိတ်နဲ့ဒီနှစ်ခုကိုရှင်ကြည့်လိုက်မယ်ဆိုရင်ဘယ်သူကကြာကြာရှိတုံးဆိုရုပ်ခန္ဓာကြီးကကြာကြာရှိတယ်ကြည့်လေလူတွေဟာမွေးဖွားလာပြီးတဲ့အခါမှာတချို့ကအသက်80 90 100ထိအောင်နေလို့ရသူ့ကိုနှစ်ပေါင်းများကြီးတွေ့နေရရုပ်ခန္ဓာကိုယ်ကြီးကရှိတယ်ရုပ်ခန္ဓာကိုယ်ကြီးကရှိနေသည့်အတွက်ကြောင့်ဒီစိတ်ကလေးကြတော့အဲ့ဒါတော့ရှိတာမဟုတ်ဘူးစိတ်ဆိုတာအခုဖြစ်ရင်အခုပြတ်သွားတယ်အခုဖြစ်ပြီးတော့အခုပြတ်သွားအဲ့တော့မြတ်စွာဘုရားကပြောတယ်ရုပ်ခန္ဓာကိုယ်ကြီးပေါ်မှာတွေ့တာရင်တွေ့တာမယ်ဆိုရင်တော်သေးတယ်တဲ့ဘာဖြစ်လို့လဲဆိုတော့ရုပ်ခန္ဓာကိုယ်ကြီးက10နှစ်အနှစ်20အနှစ်30အနှစ်40အနှစ်50 60 100တွေ့နေရတယ်စိတ်ကလေးကြတော့အဲ့ဒါလောက်တောင်တွေ့တာမဟုတ်ဘူးတဲ့အခုဖြစ်ပြီးအခုပြတ်သွားနေ့အခါမှာဖြစ်တဲ့စိတ်ကညပါမလာဘူးညဖြစ်တဲ့စိတ်ကနေပါမလာဘူးနော်ဘာနဲ့ဥပမာတူတော့ဆိုရင်စိတ်ဟာမြောက်နဲ့အလားတရံတူတယ်မြောက်ဆိုတဲ့ကောင်ကတစ်ပင်ပေါ်မှာရောက်လို့ရှိရင်အငြိမ်မနေဘူးဒီတစ်ကိုင်းလှမ်းကိုင်းလိုက်ဟိုတစ်ကိုင်းဆွဲလိုက်ဒီတစ်ကိုင်းလွတ်လိုက်နဲ့တစ်ကိုင်းတစ်ခုလွတ်လိုက်နောက်တစ်ကိုင်းတစ်ခုဆွဲကိုင်းလိုက်နဲ့ဒီလိုတနေ့ကုန်ရောက်ရခတ်နေတဲ့သရဝါတကောင်အဲ့ဒါမျိုးလိုပဲစိတ်ဟာလည်းပဲဒီတိုင်းပဲတဲ့ဒီအာယုံတစ်ခုကိုလှမ်းကိုင်းလိုက်နောက်အာယုံတစ်ခုကိုပြောင်းလိုက်ဒီအာယုံတစ်ခုကိုလွတ်လိုက်နောက်အာယုံတစ်ခုကိုပြောင်းလိုက်နဲ့မြင်တဲ့အာယုံနောက်လိုက်လိုက်ကြားတဲ့အာယုံနောက်လိုက်လိုက်အနံ့ရတဲ့အာယုံနောက်လိုက်လိုက်အရသာအာယုံနောက်လိုက်လိုက်နဲ့စိတ်တွေအမျိုးမျိုးပြောင်းလဲပြီးတော့အခုတစ်မျိုးအခုတစ်မျိုးဖြစ်နေတဲ့စိတ်တွေတဲ့အဲ့ဒီသဘောကိုကြည့်မယ်ဆိုလို့ရှိရင်စိတ်ဟာဘယ်လိုမှဒီကြာရှည်တဲ့အရာမဟုတ်သည့်အတွက်ကြောင့်စိတ်ကိုငါရဲ့အတ္တသာဝရလို့မဆွဲလန်းနိုင်ဘူးတဲ့ဒီအချက်ကိုကြည့်မယ်ဆိုလို့ရှိရင်လုံးဝကိုဆွဲလန်းနိုင်တဲ့အရာမဟုတ်ဘူးလို့ဒီလိုဆင်ញင်သုံးသပ်မှုကိုပြောတယ်အဲ့ဒါလို့ရှင်းရှင်းလင်းလင်းကြီးမြင်လာအောင်မြတ်စွာဘုရားကဘာကိုနှလုံးသွင်းရမလဲစိတ်နဲ့ယုံနဲ့ကွဲကွဲပြားပြားသိလာပြီးတဲ့နောက်မှာအကြောင်းတရားတွေကိုဆင်ញင်သုံးသပ်ပေးဖို့ပဋိစ္စသမုပ္ပါဒ်ကိုမြတ်စွာဘုရားဆင်ញင်သုံးသပ်ပါတဲ့ဒါကဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်တဲ့အခါမှာသီလဝိသုဒ္ဓိစိတ်တဝိသုဒ္ဓိပြီးတဲ့အခါမှာယုံနဲ့နံကွဲတာကနာမရူပပရိစ္ဆေဒဒိဋ္ဌိဝိသုဒ္ဓိလို့ခေါ်တယ်ဒိဋ္ဌိဝိသုဒ္ဓိပြီးတဲ့အခါအကြောင်းတရားအကျိုးတရားကိုဆင်ញင်နိုင်တဲ့အကြောင်းတရားတွေကိုသိနိုင်တဲ့ပစ္စယပရိက္ခအဲ့ဒီညာရလာမှကင်္ခာဝိကရဏဝိသုဒ္ဓိလို့ဆိုတဲ့တန်တရားတွေကိုကင်းရှင်းသွားစေနိုင်တဲ့စင်ကြယ်မှုမျိုးရလာနိုင်အဲ့ဒါကိုရဖို့ရအတွက်ပဋိစ္စသမုပ္ပါဒ်ကိုဆင်ញင်စဉ်းစားပါတဲ့ကဲပဋိစ္စသမုပ္ပါဒ်ကိုဆင်ញင်စဉ်းစားတယ်ဆိုပဋိစ္စသမုပ္ပါဒ်ဆိုတာခက်တယ်တပည့်တော်တို့ဆင်ញင်စဉ်းစားဖို့အမှန်တမ်းခက်တယ်ဆိုလို့ရှိရင်ပဋိစ္စသမုပ္ပါဒ်ကိုအလွယ်တကူသဘောပေါက်နိုင်တဲ့နည်းလေးနဲ့မြတ်စွာဘုရားဟောထားတာရှိတယ်အကြောင်း၄ကြောင်းကိုအရင်မှတ်ရနော်ဣမသမိန်တတိဣရံဟောတိနံပါတ်1ကဒီအကြောင်းတရားရှိလို့ဒီအကျိုးတရားရှိဒါရှိလို့ဒါရှိတယ်ပေါ့တမန်ပြန်မယ်ဆိုရင်ဒါရှိနေဒါရှိကဲစဉ်းစားကြည့်တပင်ရှိနေလို့ရှိရင်တပင်ရိပ်ဆိုတာရှိတယ်တပင်ကိုခုတ်ပြလိုက်ရင်တပင်ရိပ်ဟာရှိပါအောင်မရှိဘူးတပင်ရှိနေရင်တပင်ရိပ်ရှိတယ်အခုကြည့်တရားစစ်မီးရှိနေတဲ့များကာလပတ်လုံးအလင်းရောင်ရှိတရားစစ်မီးမရှိတော့ဘူးဆိုရင်အလင်းရောင်လည်းမရှိတော့ဒါရှိလို့ဒါရှိတယ်ဆိုတာကြည့်အကြောင်းပေါ်မှာယက်တည်နေရပုံကိုစဉ်းစားကြည့်ပါဘုန်းကြီးတို့တရားနာပရိသတ်တွေအခုလိုငြိမ်ငြိမ်နဲ့ထိုင်းနေနိုင်တာဘာဖြစ်လို့လဲအောက်ကချမ်းရှိလို့ချမ်းရှိဘူးဆိုရင်
ကောင်းကင်မြေမှာထိုင်းနေလို့မှမရလေဒါရှိလို့ဒါရှိတယ်ဆိုတဲ့သဘောဟာဒါပရိစ္ဆေသမုပ္ပါဒ်ကိုအတူတူပြောတယ်အကြောင်းတရားရှိနေသည့်အတွက်ကြောင့်အကျိုးတရားရှိဣမတ္တဥပ္ပါဒာဣဒံဥပ္ပစ္စတိဒီအကြောင်းတရားဖြစ်ပေါ်နေခြင်းကြောင့်ဒီအကျိုးတရားဖြစ်ပေါ်နေဆိုပါတော့တရားစစ်မီးရှိနေခြင်းကြောင့်အလင်းရောင်ဟာဖြစ်ပေါ်နေတရားစစ်မီးဖြစ်လာခြင်းကြောင့်အလင်းရောင်ဟာဖြစ်ပေါ်နေတယ်ဣမတ္တမိန်အတ္တိဣဒံနာဟောတိဒါမရှိတော့ရင်ဟိုဟာလည်းမရှိတော့တရားစစ်မီးမရှိတော့ရင်အလင်းဆိုတာမရှိတော့နေမရှိတော့ရင်အလင်းဆိုတာမရှိတော့ဟောဒီလိုဆိုလို့ဣမတ္တနေရောဓဣဒံနေရုစတိဒါချုပ်သွားလို့ရှိရင်ဟိုဟာလည်းချုပ်ဟောတရားစစ်မီးပြတ်တောက်သွားတယ်ဆိုရင်အလင်းရောင်မှပြတ်တောက်သွားတယ်ဒီသဘောကိုပြောတာနော်အကြောင်းနဲ့အကျိုးဆိုတာတစ်ခုနဲ့တစ်ခုဆက်ဆက်ပြီးတော့မိတွဲနေရတဲ့သဘောကိုပြောပြပရိစ္ဆေသမုပ္ပါဒ်ဆိုတာချင်းညို့အဖြစ်ဒါပဲဒီအကြောင်းလေးခုနဲ့ပြောတာနော်အဲ့တော့ကိုယ့်ကိုယ်ဆင်ញင်စဉ်းစားကြည့်ဖို့ပရိစ္ဆေသမုပ္ပါဒ်နဲ့ဆင်ញင်စဉ်းစားကြည့်ဖို့မြတ်စွာဘုရားဒီလိုဟောတာပရိစ္ဆေသမုပ္ပါဒ်အပြည့်စုံအလုံးကိုသိနေတာအဝိဇ္ဇာပစ္စယသင်္ခါရသင်္ခါရပစ္စယဝိညာဏအဖြစ်ဘက်ကတည်းအချုပ်ဘက်ကကြည့်တဲ့အခါကျတော့အဝိဇ္ဇာခြုံငိမ့်သွားလို့ရှိရင်သင်္ခါရခြုံငိမ့်သွားတယ်ဆိုချုပ်ဘက်ကနေပြောတာဒါရှိလို့ဒါဖြစ်လို့ဟိုဟာဖြစ်ရတယ်ဆိုတာအဖြစ်ဘက်ကဒါမရှိတော့ရင်ဟိုဟာမရှိတော့ဘူးဆိုတာချုပ်ပဲနော်ကဲပရိစ္ဆေသမုပ္ပါဒ်ကိုအရာစကားနဲ့နားလည်အောင်ရှုမြင်သုံးသပ်တတ်ဖို့ပြောရမယ်ဆိုလို့ရှိရင်အဝိဇ္ဇာဆိုတာဘာလဲလို့ဆိုစာလို့ပြီးလို့ပြောနေရင်ခက်နေလို့ဆိုတော့မခက်အောင်ဘယ်လိုပြောမလဲဆိုလုတ်တဲ့နာနဲ့မလုတ်တဲ့နာမသိတာအဝိဇ္ဇာနော်ဘဝမှာကိုယ့်ကိုယ်များလုတ်တဲ့နာကိုလုတ်တဲ့တယ်လို့မလုတ်တဲ့နာကိုမလုတ်တဲ့ဘူးလို့ဒီလိုသိတယ်လို့မအောင်မိတ်နော်လုတ်တဲ့နာနဲ့မလုတ်တဲ့နာကိုမသိဘူးမသိသည့်အတွက်ကြောင့်မလုတ်တဲ့နာကိုလုတ်တဲ့တယ်လို့ထင်တယ်လုတ်တဲ့နာကြတော့မလုတ်တဲ့ဘူးလို့ထင်တယ်ထင်သည့်အတွက်ကြောင့်လုတ်တဲ့နာကိုမလုတ်ဖဲနေတယ်မလုတ်တဲ့နာကြတော့လုတ်ပြီးတယ်ဆိုတာဖြစ်တယ်ပေါ့အဲ့ဒါဟာဘာလို့ဆိုအဝိဇ္ဇာစာလို့ပြောမယ်ဆိုရင်အမှန်တရား၄ခုကိုမသိတာအဝိဇ္ဇာဒုက္ခကိုမသိဘူးဒုက္ခဖြစ်ကြောင်းတရားကိုမသိဘူးဒုက္ခချုပ်ငြိမ်းမှုကိုမသိဘူးဒုက္ခချုပ်ငြိမ်းရာနိလန်းကိုမသိဘူးဆိုတာဓမ္မတိခြင်း၄ခုဒါကဆေးပညာရှုထောင့်ကနေပြောမယ်ဆိုရင်လူတယောက်ယောဂဖြစ်ယောဂကိုမသိဘူးဒုက္ခကိုမသိတာနဲ့ယောဂမသိတာအတူတူပဲဒီယောဂဘာကြောင့်ဖြစ်တယ်လို့မသိတာနဲ့ဒုက္ခသမုဒယကိုမသိတာအတူတူပဲဒီယောဂပျောက်မှုကိုမသိတာဒုက္ခនិရောဓမသိတာနဲ့အတူတူပဲပျောက်မဲ့ဆေးဝါးနိလန်းကိုမသိတာဒုက္ခនិရောဓဂါမိနိမသိတာနဲ့အတူတူပဲဒီလိုဆိုလို့တာနော်အမှန်တမ်းမြတ်စွာဘုရားဟောတဲ့တရားလူသားတွေအတွက်အမှန်တမ်းရိုးရှင်းတယ်သို့တော့မြင်ဖို့ခက်တယ်ဘာဖြစ်လို့မမြင်လဲလို့ဆိုရင်ညာတော့အဖြစ်တတ္တဝါတွေဟာတတိတံစင်ညကင်းမဲ့နေလို့မမြင်တာအမှတ်တမဲ့နေတတ်တဲ့ဝါသနာကြီးကရှိငါဟာဆိုတဲ့အတွေးတွေလွှမ်းမိုးပြီးတော့အမှတ်တမဲ့နေအမှတ်တမဲ့နေသည့်အတွက်ကြောင့်ရိုးရှင်းနေတော့လဲခက်ခဲနေတတ်တယ်ပေါ့အေးကောင်းပြီတို့တွေဟာလွန်ခဲ့တဲ့ဘဝတုန်းကလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာမသိခဲ့ကြဘူးမသိသည့်အတွက်မသိတော့ဘာဖြစ်လဲလှုပ်ပြီးလှုပ်ရလှုပ်တယ်ကောင်းတာလဲလှုပ်တာပဲမကောင်းတာလဲလှုပ်တယ်အဲ့တော့မသိတာကအဝိဇ္ဇာလှုပ်ပြီးလှုပ်ရလှုပ်တာကသင်္ခါရဒီလိုဆိုတာနော်ဟုတ်ပြီလှုပ်လိုက်ရင်သစ္စာဆိုတာလာတာပဲလေအကျိုးတစ်ခုကတော့ဖြစ်လာလှုပ်ပြီးလှုပ်ရလှုပ်လိုက်တယ်လှုပ်လိုက်တော့အကျိုးတစ်ခုပေါ်ထွက်လာတယ်သင်္ခါရပစ္စယဝိညာဏဘဝတစ်ခုစပြုတ်လာအသိစိတ်တွေတရေစိတ်တွေကစတရေစိတ်လေးစလိုက်တာနဲ့သူနဲ့တွဲဖက်လာတဲ့ယုတ်တိနာတွေပါလာတယ်ဝိညာဏပစ္စယနာမရူပံယုတ်တိနာတွေယုတ်တိနာတွေကကြီးထွားလာတဲ့အခါကျတော့ယုတ်နံတွေပါလာပြီဆိုတော့ယုတ်နံတွေကြီးထွားလာတဲ့အခါဘာတွေဖြစ်တုံးဆိုဆက်သွယ်ရေးအင်္ဂါရက်တွေပါလာ
နာမရူပပစ္စယတလာရဆက်သွယ်ရေးအင်္ဂါရဘယ်နှခုရှိတော့ဆို6ခုရှိစာလုံးမမှတ်တတ်ရင်ကိုယ်မြန်မာလိုပဲမှတ်မျက်လုံးရယ်နှာခေါင်းနားရယ်နှာခေါင်းရယ်လျှာရယ်နော်ကိုယ်ရယ်စိတ်မျက်စိနားနာလျှာကိုယ်စိတ်အဲ့ဒါကိုတလာရဏလို့ခေါ်တယ်ယုံနာနေတဲ့မှာဘာပါလာတော့မျက်စိပါလာတယ်နားပါလာတယ်နှာခေါင်းပါလာတယ်လျှာပါလာတယ်ကိုယ်ပါလာတယ်စိတ်ပါဟောကဲမျက်စိပါလာတော့ဘာဖြစ်လဲမျက်စိပါလာတော့မြင်စရာအာယုန်နဲ့ဆက်သွယ်လာတယ်နားပါလာတော့အတန်နဲ့ဆက်သွယ်လာတယ်နှာခေါင်းပါတော့အနတ်နဲ့ဆက်သွယ်လျှာပါတော့အရသာနဲ့ဆက်သွယ်ခန္ဓာကိုယ်ပါလာတဲ့အခါကျတော့အထီးအတွေ့အာယုန်နဲ့ဆက်သွယ်စိတ်ပါလာတော့အတွေ့အာယုန်နဲ့ဆက်သွယ်လာတယ်ဟောပြင်မဲ့ကအာယုန်နဲ့ဆက်သွယ်လာတာပဲလေလူဆိုတာဒီတိုင်းပဲလေအဲ့ဒါကိုပြောတာဆက်သွယ်မှုရလာတာတလာရဏပစ္စယဖတ်တော့အာယုန်နဲ့ထိတွေ့လာခဲ့တယ်မျက်စိနဲ့အဆင်းနားနဲ့အသံနော်လျှာနဲ့အရသာနှာခေါင်းနဲ့အနတ်လျှာနဲ့အရသာခန္ဓာကိုယ်နဲ့အထိအတွေ့အသိစိတ်နဲ့သိเสียအာယုန်ဒါတွေကဆက်သွယ်လာတဲ့အခါကျတော့ဘာဖြစ်လဲဆိုအာယုန်နဲ့ပတ်သက်တဲ့အတွေ့အကြုံတွေရခံစားမှုလို့ပြောရင်လည်းပြောအတွေ့အကြုံတွေရဝေဒနာဖတ်တာပစ္စယဝေဒနာဒါကိုစဉ်းစားကြည့်ပေါ့ဟုတ်မဟုတ်မျက်စိကမြင်လိုက်တဲ့အခါပြင်မဲ့အာယုန်နဲ့ကိုယ်စိတ်နဲ့ဆက်သွယ်မိသွားတယ်ဆက်သွယ်မိသွားတဲ့အခါမှာခံစားချက်လေးတွေပေါ်လာတယ်ကောင်းတဲ့အာယုန်လေးတွေ့လိုက်လို့ရှိရင်စိတ်ကပျော်သွားတယ်မကောင်းတဲ့အာယုန်ပေါ်လာလို့ရှိရင်စိတ်ကမပျော်ဟောစိတ်ထဲမှာခံစားမှုလေးတွေမတူညီတဲ့ခံစားမှုရိုးနေတဲ့အာယုန်တွေ့ရင်လည်းဘာမှမဖြစ်ဘူးဟာကြုံနေကြအာယုန်ကြအဲ့တော့ပျော်သွားတယ်ဆိုတာသောမနတဒုက္ခဝေဒနာမပျော်ဘူးဆိုတာမကြိုက်ဘူးဆိုတာဒုက္ခဝေဒနာပျော်တာလည်းမဟုတ်ကြိုက်တာလည်းမဟုတ်ဘူးဆိုလို့ရှိရင်မကြိုက်တာလည်းမဟုတ်ဘူးဆိုရင်ဥပေက္ခဟောဖတ်တာပစ္စယဝေဒနာဆိုတာဖြစ်လာတာဒါလူတဘာဝတရားတွေမှန်တယ်များဒီတိုင်းကြီးပဲအကုန်လူတွေတည်းမကဘူးတရားတွေလည်းဒီတိုင်းဒါကိုပြောတာပရိစ္ဆသမုပ္ပါကနော်တရေစိတ်လေးပေါ်လာတဲ့အခါယုတ်တိနံတွေရလာတယ်ယုတ်တိနံတွေရလာတဲ့အခါမှာဒီအာယုန်နဲ့ဆက်သွယ်တဲ့အင်္ဂါရက်တွေပါလာတယ်အင်္ဂါရက်6မျိုးပါလာတဲ့အခါဆက်သွယ်မှုတွေလှုပ်လာတယ်လှုပ်လာတဲ့အခါမှာအာယုန်ရဲ့ဒီအထီးအတွေ့အကြုံတွေရလာတယ်ကဲရလာတော့ဒီနေရာတွေရသလားလို့ဆိုတော့မရဘူးရလာတဲ့အခါမှာလူကဘာဖြစ်တယ်ဆိုကြိုက်တာလေးတွေးလို့ရှိရင်ထပ်လို့ခြင်းလားရခြင်းလားတဲ့နောက်ထပ်အဲ့ဒါကိုတဏှာလို့ပြောတာဝေဒနာပစ္စယတဏှာကြိုက်တဲ့အာယုန်လေးကြထပ်လို့ခြင်းလားလို့ခြင်းလာတဲ့အခါဒီနေရာတွေရလာလို့ဆိုမရဘူးဝေဒနာတဏှာပစ္စယဥပါဒနာစိတ်ထဲမှာစွဲနေခရရင်မနေနိုင်တဲ့အနေထားမျိုးရောက်လာဟောဒီအပိုင်းတွေကြတော့ဒီတရားတွေမှာဒီဖတ်တာပစ္စယဝေဒနာဆိုတဲ့အဆင့်ကလေးတွေမရနိုင်တော့ပဲနဲ့ဝေဒနာပစ္စယကနေတဏှာထိအောင်ကူးသွားတယ်တဏှာကနေဥပါဒံထိအောင်ကူးသွားတယ်ကူးသွားတော့ဘာဖြစ်ပြန်တော့ဆိုဥပါဒနာပစ္စယဘဝတဲ့ဖြစ်မှုဆိုတဲ့ကံတရားတွေနဲ့ခန္ဓာတွေကံကြောင့်ပေးတဲ့ခန္ဓာတွေကိုရရှိလာကြတယ်ပေါ့ဆွဲလန်းမှုကိုအကြောင်းပြုပြီးတော့လူတွေဟာအကောင်းအဆိုးတွေပြန်လှုပ်လာကြတယ်အဲ့ဒီလှုပ်လာတာကိုပဲကမ္မဘဝလို့ပြောတာလှုပ်လာလို့ခန္ဓာတွေရလာအဲ့ဒါကိုဥပပတ္တိဘဝလို့ပြောတာဒီနေရာဘဝတစ်ခုကိုတည်ဆောက်မှုဖြစ်သွားဘဝတစ်ခုတည်ဆောက်လာတဲ့အခါဘာဖြစ်တုံးဆိုဘဝပစ္စယဇာတိဝိဖွားခြင်းဆိုတာထပ်လာပြန်ဝိဖွားခြင်းလာရင်ဘာဖြစ်တယ်ဇာတိပစ္စယစရာမရဏအိုခြင်းနဲ့သိခြင်းဆိုတာရှောင်လွဲလို့မရဘူးဒါပရိစ္ဆသမုပ္ပါပဲလေဒီလိုစဉ်းကျင်စဉ်းစားတတ်လို့ရှိရင်ဒါအကြောင်းနဲ့အကျိုးဒါရှိလို့ဟွာရှိအမှန်မသိလို့လုံးပြီးလုံးရလုံးတယ်ဟောအမှန်မသိခြင်းရှိနေသေးသမျှကာလပတ်လုံးလုံးပြီးလုံးရလုံးတာတွေလုံးနေအောင်မှာဆိုလိုတာကအဝိဇ္ဇာရှိနေသမျှသင်္ခါရရှိနေမှာပဲလို့ဒီလိုပြောတာစာလို့ပြောတော့အဲ့လိုပြောတာအရာပြောမယ်ဆိုရင်အမှန်မသိလို့လုံးပြီးလုံးရလုံးတယ်မသိလို့လုံးပြီးလုံးရလုံးတယ်အဲ့တော့မသိတာရှိနေသမျှလုံးပြီးလုံးရလုံးတာတွေလုံးနေမှာပဲ
လုံးပြီးလို့ရလုံးနေသမျှကာလပတ်လုံးဘဝဆိုတာဖြစ်လာ